သူ့တော့ဝိုင်းကြီးပဲတိမ့်မိုင်နိုင်ခဲ့ပြီဝိုင်းကြီးဆိုရင်အပစီကားလေးဝိုင်းကြီး ပူသားရဗျာ energy reaction စတော့ပါလာပါပြီ။အမှတော့တော့ပြည်တိုင်းမစီကပြီးသားတဲ့မှာကာလီဆန်တော့ပြန်တော့လာပါသေးရဲ့။နောက်တော့ပဲ play တွေတက်ကြတဲ့ upright 1ပြန်ထားတဲ့ကိုက်ချက်တွေမှာ၄ယောက်ကတော့မတက်ပါနဲ့။ပြန်ဖို့လို့လည်းဗျာဒီကနေ့တော့တော့ပြန်ပြီးတော့ဖန်လာသေးတဲ့နောက်မှာနောက်တော့မကြောက်ပြပြဝင်လာတယ်ဗျာပြပြတန်းပြီးကြားထဲမှာပြန်တောင်းသွားနေတယ်ပဲ၄ယောက်၅ယောက်ဆိုင်ခဲ့တဲ့ပရိတစ်ခုမှာတော့7ထပ်ပြီးတော့စားနေပါသေးရဲ့။ချင်းကသူတို့အနေနဲ့တော့ဆိုင်လို့မကြားသေးဘူးဗျာ။အပေါ်မှာစန်ဂျီနေနဲ့စကတောင်းလောက်ထိတော့တောင်းလျှောက်တော့ပြန်တော့ကြောင်းလာသေးတယ်။ mini wave တွေကိုပြန်ရှာတိုင်းနေပဲ space ကိုတော့သူတို့ဆောင်းသားလေးတွေပုံစံပဲတောင်းလျှောက်ဆိုလိုပဲ team 7တွေလည်း objective တွေရောက်ထားတယ်တပြေးပြေးနဲ့တော့ potential ဒီ 3.3k အပြည့်ပြန်လဲပြီးတော့ရောက်လာပြီဆိုတော့ YG နေနဲ့ SNGC မှာ quarantine site တွေပါလာရင်တော့ကျွန်တော်ဒီတိုင်းမှာပေါ်လာမယ့် objective ဖိုက်ကြလို့ရှိရင်ကျေလို့ရနိုင်တယ်သိတော့ချောင်းတော့ထွက်သွားပြီဒီတိုင်းမှာကျွန်တော် 28 second လောက်ပဲလို့တော့တယ် team 7ကဒီဟာတခုကျွန်တော်သိမ့်ပေးဖို့အတွက်ကြိုးစားမှာပဲဒီထားမိလာတော့မသိဘူး team 7ကဒီသူရိုးရဲ့ဂျူရှင်ကားလေးရရှိခဲ့တဲ့အချိန်မှာ early game aggressive ဖြစ်မှုကတော်တော်ကြီးကျန်းနေတယ်မှာပါတယ်ဗျာအဲ့ဒါတွေ့ရောပြီဆွဲပေါ်လာချိန်မှာ basic gas ပြန်ပြီးတိုးပေးထားတယ်ဗျာလက်ကီးတော့ရင်ပြတ်သွားတဲ့ချိန်မှာဒိုးချက်ကလာ drive ပေါ်နဲ့ပြန်ပြောင်းလို့ဝင်လာတယ်ဒီမှာလည်းတော့ကန်စီ only တန်းပေါက်တိုင်းအဲ့ဒီတော့ဒါမှရမယ်သူစီက damage ရောက်ဖို့ကိုအတင်းကတော်တော်ကြီးလိုအပ်တယ်ဗျာဒီကကြော်ဒီ substitution ပြတ်သွားမှတင်းနဲ့တွေ့ရောပြီဆွဲပေါ်လာချိန်မှာ basic gas ပြန်ပြီးတိုးပေးထားတယ်ဗျာလက်ကီးတော့ရင်ပြတ်သွားတဲ့ချိန်မှာဒိုးချက်ကလာ drive ပေါ်နဲ့ပြန်ပြောင်းလို့ဝင်လာတယ်ဒီမှာလည်းတော့ကန်စီ only တန်းပေါက်တိုင်းအဲ့ဒါတွေပဲဘာတိုင်းပေါ် plan နဲ့ကျူးတဲ့တက်ခွဲလာတယ်ဗျာကန်စီပါရှော့1 for 1ပြန်တွေ့ထားတယ်ဗျာဒိုး H ပြတ်သွားတဲ့ချိန်မှာ plan နဲ့ကန်ကြောင်းဂျန်ကလာမရှိတော့ပြန်ဘူးတက်မကြေးပဲစီးရရောက်သွားတယ်2 more 1ဒီပရပီမစပြန်လဲပြီးတော့လက်ပေးရတယ်ဗျာဟောပါလေတော့တော့မကြီးစီစီသားသေးတယ်ဒါမှမဟုတ်တော့ပြီးသွားပြီးတော့မရှိတော့တဲ့ခိုက်ကြပါအကြောင်းဝင်လို့တော့မကြောက်ဘူးကြာပြောနေတယ်ပဲပလေးဝေးရတော်လေးကိုကားတော့တော့ပြန်ပြီးတော့ပေါ်မယ်ဒီညမှာပြန်ပြီးလိုက်တဲ့ဒီကတော်ပြီးတော့များတယ်ဗျာငင်္ဂလာလေးနဲ့ဟမ်ပါသွားတယ်လို့ကြိုက်ပြီးတော့ပါသွားတဲ့ခိုက်ချက်တွေမှာဒီလောက်ကြီးဖို့အတွက်ဒီဘက်ကနေပြီးတော့အခွင့်အရေးကောင်းလေးတော့ရှားသွားပြီဒါမှမရှိစိတ်လေးကိုရှော့လိုက်တော့ပို့ပြီးတော့ကောင်းနိုင်တယ်တော့ကတော့ပြေပေါက်ပဲပြန်ပြီးရမယ်ခိုက်ချက်တွေမှာနာဝကတ်စီပို့ပြီးတော့ပြင်ပါလာလိမ့်မယ်ဗျာအောင်လဲတော့ကျွန်တော်ကြီးစိုးကတော့ပြန်ပြီးရှင်းလာသေးတယ်ဗျာတော့ပေါ်လဲလည်းရောက်တော့ရှင်းလာတယ်ဒီဘက်ကျမှပြီးတော့ဒီတိုင်းတွေဘိုင်းပြစ်ခတ်တွေကြားတော့မသမ်းမမပြတ်သွားဘူးဗျာအဲဒီဘက်ကတော့မရှိတော့တဲ့ခိုက်ချက်တွေမှာတော့မကျန်နေခဲ့တဲ့ဟန်ကောင် sorry for ဒီကြားမှာ2 man တက်ပြီးတော့ဖဲလာနေတယ်ဗျာ play ကလေးနဲ့ပါလိုက်မှာ PK 2 man တက်ပြီးတော့ထောင်းတော့တော်တော်လေးတော့ကောင်းတယ်ဗျာပြီးနေဦးဒီချိန်မှာတော့ပြန်တော့ထူထားနေစင်းနေတစ်စိတ်ပြခွဲတယ်ဗျာဒီကတော့ down ဝိုင်း mystery down ကတိုင်းနေပဲတမ်းပေါက်တော့ဆန်ဂျီ3 versus 1 3ယောက်ကြောက်ကြားထဲမှာဆန်ဂျီပြခွဲကိုကြိုးစားရဗျာဒီချိန်မှာ OB ဆုံးသက်ပေးတိုင်းနေပဲ4 man down YG ပြန်ပေးလိုက်နေပဲ team 7ဒီမီနီယံဝေးပေါ်ဒီတော့လည်းတူတော့ high quarter 2တော့ပြန်သွားလို့ရပြီဗျာဒီစမဲ့ဒီပြန်ပါလေတော့ကျွန်တော်မရတော့မယ့်ခြေတွေပဲဖြစ်ပါတယ်၄កောင်တောင်းတော့တဲ့ခိုက်ကြမှာသူ့ရဲ့သူကြီးကလည်းတော်လေးကိုကိုင်းနေတာဗျာမပေါ်လဲမေဂါတောင်းကိုယူဖို့ကြိုးစားနေပါတယ် OB တောင်းတောင်းဆိုလို့ပြန်လည်းပြပွဲချက်တွေကြားထဲမှာမလေးတယောက်လည်းကာဖို့ဆိုတော့အရင်ကြီးတော့မလွယ်တော့ဘူးဗျာတော့အရင်ကြီးနေတော့မှာဗျာလေကနေပြီးတော့မေဂါတောင်းယူဖို့ကြိုးစားနေတဲ့မှာ energy rush သွားပြီးတန်းပေါင်းလေကလေးနဲ့ပြန်ထွက်လာပေါ်လာတဲ့ကျမှ CK ကဲပြီးတော့တောင်းသွားနေတယ်ပဲတော့တစ်ဖက်တစ်ခုတော့မေဂါတောင်းကလုံးမရှိတော့ဒီဘက်မှာလည်းလက်ကြီးကိုဆက်နေပြ